Hello ငါချစ်မောင်ချက်ဖို့အတွက်အရင်ဆုံးအနှစ်ကိုပြင်ဆင်ထားပါမယ် sorry ပါခနဲ့ရနဲ့မပြီးသွားလို့ပါအနှစ်ကိုတော့ခញ្ញမ်းကျင်တီးရဲ့စက်တုံအနည်းရဲ့စက်တုံအဖြူချင်းအဲ့ဒါလေးကိုကြိတ်ထားလိုက်ပါမယ်ချက်မောင်ရွက်ကိုတော့ဟင်းထဲမှာဒီတိုင်းမထည့်ပဲနဲ့သူ့ကိုအရင်ဆုံးရေနွေးလေးနဲ့အခုလိုမျိုးလေးလုံးထားလိုက်ပါမယ်ရှင်ပြီးရင်တော့အိုးထဲမှာစီထည့်ပါမယ်စီပူလိုက်ရင်စောစောကကြိတ်ထားတာလေးကိုထည့်ပြီးတော့စီတက်ပါမယ်ရှင်ငြူသီးအယောင်တင်မုံလေးလည်းထည့်မယ်စနွေးမုံလေးလည်းထည့်ထားပါတယ်ရှင်6ပြီးတော့မှုေးလာတဲ့အထိစီတက်ပါမယ်ပြီးရင်တော့ငမ်းပြားလေးနဲ့ထည့်ပြီးတော့စီတက်ပါမယ်ရှင်ဒါကတော့ငါးကိုစားစနွင်းစက်သားမုံနဲ့ဂျင်းချက်သွန်ပြူအရေးလေးနဲ့အရသာနေထားတာပေါ့လေအဲ့ဒါလေးကိုထည့်ပြီးတော့စီတက်ပါမယ်ရှင်အတန်လေးကစီတက်တဲ့အတန်ကအခုလိုမျိုးကြားရတဲ့အထိ6နေအောင်စီတက်ပါမယ်ပြီးရင်တော့စုံကျင်းရင်လေးထည့်ပြီးတော့လုံးထားပါမယ်ရှင်ရေတွေအများကြီးမထည့်သေးပါဘူးရှင်စောစောကလုံးထားတဲ့ချမောင်လေးကိုလည်းထည့်ပြီးတော့တခါတည်းလုံးမယ်ပေါ့လေငါးကိုမချေသွားအောင်လို့ဖြည်းဖြည်းလေးမှုပေးပါမယ်ရှင်ချမောင်ကလေပုံမှန်တော့ဒီလိုမျိုးအရွက်လိုက်ကြီးစားတာတိတ်မကြိုက်လို့အဲဒါကြောင့်လုံးပြီးတော့ပဲအရင်လုံးပြီးတော့မှချက်တယ်ပေါ့လေပြီးရင်တော့ကိုလိုချင်တဲ့လောက်ရေလေးထည့်ပါမယ်ဒီရေတွေအများကြီးတော့စောင့်မမဟုတ်ဘူးအရေခမ်းသွားအောင်နည်းနည်းခမ်းသွားအောင်ချက်မယ်ပေါ့လေပြီးရင်တော့ငြူသီးစိမ့်လေးထည့်ပါမယ်ရှင်ငါးရဲ့ချမောင်ရဲ့ကအခုလိုမျိုးလေးပွက်ပွက်ဆူပြီးတော့စားလို့ရတဲ့အနေထားရောက်ပြီဆိုလို့ရှိရင်တော့အစင်းနဲ့ပြင်ထားတဲ့နနမင်းတခင်းလိုက်အုပ်လိုက်ပါမယ်ရှင်နနမင်းအရန်ကြိုက်တယ်နနမင်းနဲရင်တော့စိတ်ဆိုးတယ်ပေါ့လေအခုတော့ငါရှိမောင်ချက်ထားတာလေးစားဖို့ရနေပါပြီရှင်အရင်မွေးနေရပဲပေါ့လေဆိုတော့အရင်ဆုံးတပုံရိုက်ဖို့အတွက်ဥကော်လိုက်ပါမယ်ဟင်းချက်တဲ့အခါမှာဇွန်တစ်ချောင်းသုံးပြီးတော့ဟင်းကော်တဲ့အခါကျရင်တော့နောက်တစ်ချောင်းသုံးနေပေါ့လေစောစောကညှိတဲ့အနက်နေဟင်းချက်နေတဲ့ဇွန်မှာပါလာမှာဆိုလို့ပါငါးလေးတွေကြေသွားမှာဆိုလို့ဖြည်းဖြည်းလေးခတ်ပေးပါမယ်ချမောင်ကအခုလိုမျိုးလေးလုံးပြီးမှချက်တဲ့အခါကျတော့ချမောင်လေးကကြည်ပြီးတော့ပို့ပြီးတော့စားလို့ကောင်းပါတယ်ကဲဒါဆိုရင်တော့ရမ်းရတာရှိတဲ့ငါးချမောင်ချင်းဆက်ဟင်းလေးရပါပြီရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးပဲတတာ